ဗျာကျွန်တော်ကတော့တားတော့ဟောတယ်ကိုစီဖြစ်ပါတယ်ခင်ဗျဘောနော်ကျွန်တော်ကနေဖတ်ကြားပေးမှာကတော့ဘောနော်ဗုဒ္ဓဦးသားသမီးများအတွက်ဘောနော်တစ်နှစ်တာတော့ကံကြမ္မာလေးကိုဖတ်ကြားပေးမှာဖြစ်ပါတယ်ခင်ဗျဗုဒ္ဓဦးသားသမီးများအနေနဲ့ကတော့ဒီနှစ်ထဲမှာကပေါ့နော်မိမိလိုချင်တဲ့အရာကိုလွယ်လွယ်ကူကူရမယ်အနေထားမျိုးမှာမရှိဘူးဗျပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့ရည်မှန်းချက်ပဲဖြစ်ဖြစ်အလုပ်ကိုငွေကြီးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်မိမိလိုချင်တာလွယ်လွယ်ကူကူရမယ်အနေထားမှာမရှိဘူးအပြိုင်ဆိုင်အတိုက်အခိုက်တွေကြားတွေကနေမိမိကိုယ်တိုင်ကြိုးစားရုန်းကန်ပြီးတော့ခရက်ကက်ဆယ်ပုံဖော်ထုစုပြီးတော့မှရလာမယ်အနေထားမှာရှိတယ်ဒါပေမဲ့အဲ့ဒီအပြိုင်ဆိုင်တိုက်ခိုက်တွေကြားတွေရလာတဲ့မိမိရဲ့အောင်မြင်မှုကပုံမှန်ဒီတိုင်းလေးပေါ့နော်သူ့လိုရောက်လာတဲ့အောင်မြင်မှုတွေပို့ပြီးတော့တည်မြဲမယ်ပို့ပြီးတော့ထင်ပေါ်မယ်ပို့ပြီးတော့ကြော်ကြားမဲ့အနေထားမျိုးလေးမှာရှိတယ်ခင်ဗျာနော်ဗုဒ္ဓသားသမီးလေးတွေအနေနဲ့ကပြီးတော့ကျတော့ဗုဒ္ဓသားသမီးလေးကိုလာမဲ့ပေါ့နော်3လအတွင်းထဲမှာနယ်ဝေးတွေခရီးသွားတာမျိုးလေးတွေရှိတယ်နောက်ပြီးတော့အဲ့လိုမဟုတ်ဘူးဆိုတော့ဗုဒ္ဓသားသမီးလေးတွေမှာခရီးသွားလာရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လုပ်ကင်နေတဲ့လူတွေရှိရင်တော်တော်လေးအဆင်ပြေမယ်အောင်မြင်မယ်ပေါ့နော်နေချားနဲ့ဆက်သွယ်ပြီးလုပ်ကင်ရတာနိုင်ငံရေးချားရည်နဲ့ဆက်သွယ်ပြီးလုပ်ကင်ရတဲ့အလုပ်ကင်တွေမှာဘုဒ္ဓသားသမီးလေးတွေတော်တော်လေးအောင်မြင်မဲ့အနေထားမှာရှိတယ်ပြီးတော့ကျတော့အိမ်တော်ရေးမိသားစုရေးမှာဆိုရင်ဒီပျော်ရွှင်ချမ်းမြေ့ရမယ်နှစ်လို့ပြောလို့ရတယ်တခုရှိတာကဗုဒ္ဓသားသမီးလေးတွေကပေါ့နော်စိတ်လိုက်မှန်မှာဒီနှစ်ထဲမှာစိတ်လိုက်မှန်မှာဆုံးဖြတ်ချက်ချတာမျိုးလေးတွေအထူးကိုဆင်ញင်သင့်တယ်ဘယ်ကိစ္စမဆိုစကားကိုစကားဖြစ်ပြီးရောစိတ်လိုက်မှန်ပါဒေါသဖြစ်နေတဲ့အချိန်တွေစိတ်သားလှုပ်ရှားနေတဲ့အချိန်တွေမှာပဲဆုံးဖြတ်ချက်ကိုမှမချပါနဲ့လို့ကြံပေးခြင်းနဲ့အဲဒီလိုဆုံးဖြတ်ချက်ချလိုက်တဲ့အတွက်မိမိရဲ့ဆုံးဖြတ်ချက်မိမိရဲ့ပြောလိုက်တဲ့စကားလေးတစ်ခွန်းကြောင့်မိမိအလုပ်ကိုင်တွေပျက်စီးသွားတာရီမန်းချက်တွေကိုပေါ့နော်ရီမန်းချက်စီမရောက်တာမျိုးလေးတွေကြုံရလို့အဲ့ဒါလေးတွေတော့ဗုဒ္ဓသားသမီးလေးတွေအနေနဲ့သတိထားပေးပါအခြေအိမ်တော်ကြီးမှာကြတော့ဗုဒ္ဓသားသမီးလေးတွေကပေါ့နော်မိမိဒီငယ်ရွယ်သူများအနေနဲ့လည်းမေတ္တာရေးစံတော်ပွင့်နေတဲ့အနေထားမှာရှိပြီးတော့ပေါ့နော်ချစ်သူနဲ့ကွဲကွာနေရတဲ့လူတွေဆိုလည်းအမျိုးသမီးတူဦးရဲ့အကူအညီကြောင့်ဒါမှမဟုတ်ရင်လည်းပေါ့နော်တငယ်ချင်းအကူအညီမလိုချင်ဘူးဆရာဘလို့ပြန်ပြီးစင်ပြောင်းလို့ရမလို့ဆိုရင်ဒီပေါ့နော်ဖူးစာရေးနာမည်နဲ့တတဘကနမင်းရဲ့ပြီးကြတော့ဗလီယာသာနမင်းနဲ့သူရတတိမေတော်တို့ကိုပေါ့နော်မြေတာပုံမျှဝေပြီးတော့ဆူတောင်းတော်တော်လေးပြည့်လိမ့်မယ်အနေထားမှာရှိတယ်ခင်ဗျာဗုဒ္ဓသားသမီးလေးတွေချီဒီနှစ်ထက်မှာမြေတာရေးစမ်းပွင့်နဲ့ချစ်သူသားနဲ့ကွဲကွာနေတဲ့လူတွေပြန်ဆုံမယ်မိမိချစ်သူသားနဲ့ရှိတဲ့လူတွေကကြတော့နောက်ထပ်အဆင့်တစ်ဆင့်တက်နိုင်မယ်အနေထားလေးမှာရှိတယ်ခင်ဗျာနော်မိသားစုဒါမှမဟုတ်စိတ်သက်ကြောင့်လည်းဖြစ်လှုပ်ဖြစ်လိမ့်မယ်ကျမရဲ့အနေနဲ့ကကြတော့ဘာတွေကကောင်းလို့ဆိုမိတက်ကလေးနည်းနည်းလေးစိုးမိုးရတဲ့မိနဲ့ပတ်သက်ပြီးတော့အပူနဲ့ပတ်သက်ပြီးတော်တော်လေးသတိထားပေးဖို့လိုတဲ့ဗုဒ္ဓသားသမီးလေးတွေနေနေငွေကြေးကံမှာဆိုရင်ရှစ်ကနန်းနဲ့ပတ်သက်တဲ့ငွေကြေးလေးတွေကံကောင်းနေတဲ့အနေထားမျိုးမှာရှိတယ်ကံကောင်းစီတဲ့ရောင်ဆိုရင်တော့ဒီငပြောညွန့်စင်းရောင်ပေါ့နော်အဲ့ဒီရောင်ရဲ့အပြာရောင်ရဲ့အနီရောင်ရဲ့ပြီးရင်ပန်းရောင်လေးရဲ့ကံကောင်းစီတဲ့ရောင်လေးတွေဖြစ်ပြီးတော့ကံကောင်းစီတဲ့ကဏ္ဍကတော့ရှစ်ကနန်းသုံးကနန်းတစ်ကနန်းဒီကနန်းလေးတွေကတော်တော်လေးကံကောင်းစီတဲ့ကဏ္ဍလေးတွေဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုကလူမှုရေးမှာကဗုဒ္ဓသားသမီးလေးတွေကနည်းနည်းလေးပေါ့နော်မိမိကမာယူကြောရည်နဲ့ပြောဆိုဆက်ဆံလိုက်တဲ့ကိစ္စလေးတွေကြောင့်မိတ်ဆွေအပေါင်းအသင်းကဏ္ဍဖြစ်တာလေးတွေဖြစ်တတ်တဲ့အတွက်တတိလေးထားပေးပါလို့ပဲကျွန်တော်ကတားတော်တွေကပြောထားတယ်ပေါ့ကျွန်တော်ကပြောရတာမဟုတ်ပါဘူးအဲ့တော့ကျတော့ကျွန်တော်ရဲ့ဗုဒ္ဓသားမိတ်ဆွေများစိတ်သွားတိုင်းကိုပါလူသမျှတောင်းတိုင်းပြေးတာတိုင်းရကြံသမျှအောင်ဆောင်းသမျှမြောက်လို့စီးပွားလက်လာပါတွေဒီရေလာတိုးပြီးတော့ပေါ့နော်ပီရလာပနှစ်ခုလုံးမှာကောင်းချင်းဖြာရင်းနဲ့ပြည်စုံတော့နှစ်လေးတနည်းဖြစ်ပါသေးလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျကျွန်တော်ကိုဒီတူးချင်းစီထားတော့ပေးတယ်မေးလို့သူများလည်းပဲကျွန်တော်ဒီ Viber ကျွန်တော်ဒီဗီဒီယိုမှာဖော်ပြထားတဲ့ဖုန်းနံပါတ်ကနေတစ်ဆင့်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါご覧いただきありがとうございます